ဒီကားကတော့မိစ္ဆာလောကနဲ့လူလောကပေါင်းဆက်ထားတဲ့ကိုလီးယားနိုင်ငံမှာဖြစ်ပျက်သွားတာပါကေကြပါဦးရှင်စုံပြီကွာအေးမိစ္ဆာတွေကလူတွေရဲ့ဝိညာဉ်တွေကိုခိုးယူပြီးတော့သူတို့ရဲ့ဘာမှမသိတဲ့မီးမိစ္ဆာဘယင်းကိုအားသွင်းပေးနေကြတာဒါပေမဲ့လူတွေရဲ့မျိုးဆက်မှာတော့ကိုလီးယားနိုင်ငံကိုကာကွယ်ဖို့အတွက်စောက်ရမ်းလှတဲ့မိန်းကလေး၃ယောက်ထွက်ပေါ်လာပြီးတော့ခေတ်ဆက်ဆက်လူသားတွေကိုကာကွယ်ပေးရတယ်ပေါ့ဗျာโอเคပါမင်းဆိုကငါဆိုတဲ့ပုံမိုက်တယ်ဟျောင်ငါဆိုပုံမိုက်တယ်ဘာညာပေါ့တာကြီးတို့ရာဒါပေမဲ့သူတို့ကဘလို့ကာကွယ်လဲဆိုရင်တော့တာကြီးတို့ရာတချင်းနေဆိုပြီးကာကွယ်တာတဲ့ကွာဒီမာဒီယာချင်ကဲလို့ play away ပြီးနောက်ဆုံးဒီချောင်းမှာဆိုးတယ်ဟာ sorry အဲ့ဒီတချင်းနေဆိုပြီးတော့မိစ္ဆာတွေကိုတားဆီးနိုင်တဲ့ဟော်မုန်းဆိုတဲ့သူတို့အကာအကွယ်ကြီးကိုသူတို့ဖန်တီးလိုက်ကြတယ်ကွာဟမ်အဲ့ဒီ main ကလေး၃ယောက်ကိုတော့ demon hunter တွေလို့ခေါ်ကြတယ်ပေါ့နော်အဲ့လေသူတို့ရဲ့နောက်ဆုံးရှီမန်းချက်ကတော့ကျွန်တော်တို့ရွှေရောင်ကျွန်တော်တို့အကာအကွယ်ကြီးကိုဖန်တီးပြီးတော့မိစ္ဆာတွေကိုလူလောကကနေပြီးအပီးတိုင်ဖယ်ရှားဖို့ပဲဖြစ်ပါတယ်ဗျမိစ္ဆာတွေကိုလည်းပျော်ခွင့်ပေးလိုက်ပါကိုငိမ့်မောင်ရဲ့သူတို့လည်းလာချင်းရှာမှာပေါ့လူကပါအောင်နော်သူတို့၃ယောက်ရဲ့အဖွဲ့နာမည်ကတော့ Blackpink ပဲအုံမုံမှားလို့ဗျကျွန်တော် Huntress ပဲဖြစ်ပါတယ်ခင်ဗျာရူမီမီယာဇိုဝီဆိုပြီးတော့ main ကလေး၃ယောက်ပါတယ်မီရာဆိုတဲ့အနီမကတော့ချမ်းသာတဲ့မိသားစုကလာလို့ခက်ချစ်ချေပဲပေါ့ဗျာဇိုဝီကတော့တေးသေးလေးနဲ့ချစ်စရာလေးဆိုပေမဲ့ red လိုက်ပြီဆိုလို့ရှိရင်တော့အော်ဆမလမကမိုက်ကကျွန်တော်တော့မရွတ်တတ်ဘူးပေါ့နော်အီမီညံတော်မှတေလောက်တဲ့အထိကျန်းနေဗျာအဲ့လိုမျိုးရူမီရဲ့အကြောင်းကတော့တော်တော်လေးဝမ်းနေဖို့ကောင်းတယ်ပေါ့နော်သူ့အမေကလည်းကျွန်တော်တို့ K-pop idol ပဲဗျာနော်သူကလေးဘဝမှာတည်းကတေဝါပြီးတော့သူ့ရဲ့အဖွဲ့ဝင်နောက်တစ်ယောက်ကနေပြီးတော့ရူမီလေးတနာပါတယ်ငါခေါ်မွေးစားပြီးတော့ကြီးလာလို့ရှိရင်ကျွန်တော်တို့ K-pop idol ကြီးလောက်ခိုင်းပြီးတော့ပတ်စံရှာစားမယ်ဟေးဆိုပြီးတော့ကျွန်တော်တို့မွေးစားလိုက်တာဗျာနော်ဇလန်းအစပိုင်းမှာတော့သူတို့ရှိုးပွဲမဆိုခင်လေရင်ပေါ်မှာသူတို့မုတ်တွေစားနေကြတာပေါ့ဗျာရူမီဆိုလို့ရှိရင်ပတ်စံတဲ့အစာကုန်တွေထိုးတယ်ကျွန်တော်လက်မှာလန့်နေဗျာအမလေရင်ပေါ်ကအလုသမားတယောက်ကပန်းပင်ကိုကျွန်တော်ရင်နွေးပူတွေလောင်းနေတာဗျာကျွန်တော်ဘာလဲကိုကြည့်နေနေပြီးတော့မှဒီကောင်တွေကမိစ္ဆာတွေဖြစ်နေတာအဲ့ဒီမှာပဲသူတို့၃ယောက်ကမိစ္ဆာတွေဖမ်းကန်လိုက်ရတယ်ဆိုတော့သိသွားပြီးတော့အလေတချင်းဆိုပြီးတော့ကျုံးပြီဗျာတချင်းကိုတော့ကျွန်တော်ဆိုပြမယ်ဗျာငိမ့်နေကနာထောင်ကြီးလိုက်မင်းကိုငါပြမယ်ဘယ်လိုလုံတာလဲဘယ်လိုလုံအဲ့ကျွန်တော်မြန်မာလူဆိုပြတာဗျာနော်အဲ့လိုသူတို့လူတွေကိုတချင်းဆိုပြလေသူတို့အကာအကွယ်ကြီးကအားကောင်းလာလေအဲ့ဒါနဲ့ပဲသူရဲ့မိစ္ဆာဘီရင်ကမကျင်တော့ဘူးပေါ့နော်မိစ္ဆာဘီရင်ကပိတ်ခံတာဆိုတော့အားနဲ့မိစ္ဆာဘီရင်လည်းဘာမှကိုလုံးလို့မရတော့ဘူးဘာမှကိုလုံးလို့မရတော့ဘူးဆိုတာနဲ့နောက်ဆုံးသူတို့လည်းအစိုးတော့ဖွဲ့မယ်ကွာဆိုပြီးတော့သူတို့ယောက်ျားလေးအဖွဲ့တစ်ခုကိုဖွဲ့လိုက်တယ်ကွာโอเคအဲ့ဒီအဖွဲ့တွေကမင်းသားဂျီနူစောက်ရမ်းချောတာဟဲ့အောင်ရေတကယ်ချောတာကွာနော်အဲ့ဒါနဲ့သူတို့ယောက်ျားလေးအဖွဲ့နဲ့ main ကလေးအဖွဲ့နဲ့ပြိုင်ကြရတယ်ပေါ့ဗျာအကြီးမားဆုံးလှုပ်ဝက်ချက်ကြီးကတော့ကိုလူတို့ရေရူမီကမိစ္ဆာတစ်ပိုင်းလူတစ်ပိုင်းဖြစ်နေတာဗျာအကြောင်းတွေပေါ်လာပြီးတော့သူ့ရဲ့လေဘေးနားထိရောက်လာတဲ့အခါမှာတော့သူတချင်းဆိုတဲ့အတန်မကောင်းလို့ဖြစ်လာတယ်ပေါ့နော် How you done that How you done အဲ့လိုဖြစ်နေမှာလို့ကိုလူတို့အမှပဲရူမီကဖင်ရပြီးတော့သူတို့ရဲ့တချင်းတစ်ကိုထုတ်လွှင့်လိုက်တယ်ဟေ့အောင်ရေးထုတ်လွှင့်အောင်လူတွေကကြိုက်ရောအမှသူတို့တချင်းဆိုခိုင်းတာပေါ့နော်သူတို့တချင်းဆိုသွားတော့မယ်ကိုလူတို့အမှအတန်းလည်းမကောင်းဘူးဆိုတော့ပြဿနာတွေတက်ပြီအမှလေးချင်းနေနေပဲကောင်းမတွေဟဲ့ငါတချင်းဆိုလို့မရတော့ပွဲဖြတ်မှရတော့မယ်တွေဖြစ်ကုန်ရူမီကဘာလို့မိစ္ဆာတစ်ပိုင်းလူတစ်ပိုင်းဖြစ်နေရလဲဆိုတာပြန်ပြတဲ့ခန်းမှာသူ့အမေကမိစ္ဆာကောင်းနဲ့ဘာညာခဲ့တာတဲ့ Hey what the hell တွေဖြစ်ကုန်ရူမီကသူ့မိစ္ဆာဆိုတာသူတငယ်ချင်းတွေလည်းမသိဘူးပေါ့နော်လူတွေအားလုံးလည်းကျွန်တော်မသိအောင်လို့ဖုံးကွယ်ထားတယ်ဗျာနော်ဒါပေမဲ့နောက်ဆုံးသူတို့တချင်းတွေအကျန်းဆိုလိုက်လို့ရွှေရောင်အကာအကွယ်ကြီးနဲ့ပိတ်ဝါခဲ့လို့ရှင်သူလည်းလူစင်စစ်ပြန်ဖြစ်သွားမယ်လို့သူကတော့ယုံကြည်နေပေါ့နော်အဲ့ဒါနဲ့အနီးအစိမ်းအဝါမ၃ယောက်အတန်ပြန်ကောင်းမှုအတွက်စေးသွားဝင်တဲ့လမ်းမှာဒီမွန်ဘွိုင်းဘန်နဲ့တွေ့ပြီခင်ဗျာအမဂျီနူကရူမီကိုဝင်တိုက်ပြီးတော့ကောင်းမညီးဖဲ့စမ်းဆိုပြီးတော့တချင်းချင်းကြွေဝါကြတယ်ပေါ့ဗျာအမယောက်ျားလေးအဖွဲရတယ်ဖန်တွေကိုခိုးဖို့အတွက်အားကြမခံတချင်းဆိုပြလိုက်တယ်ပေါ့နော်ကျွန်တော်ဆိုပြမယ်ကွာနော်ထရာလီလိုထရာလာလာမိုင်းလေးတဆိုတာပေါ့အမနဲ့လူတွေက Oh my god ယောက်ျားလေးအဖွဲအစ်စ်လားကြိုက်လိုက်တာဟဲ့ရူမီတို့ကလည်းဒီကောင်တွေမိစ္ဆာတွေဆိုတာတိသွားတော့ယောက်ျားလေးရေချိုးကန်တဲ့အထိပါလိုက်ကျုံလို့ဟေ့ရောင်ဝေးဖင်ပြောင်တဲ့ကောင်ဝါကောင်ဂွေးတန်းလန်းတဲ့ကောင်ဂွေးတန်းလန်းနေဖြစ်ကုန်အမချနေနဲ့ဂျီနူကရူမီရဲ့အင်ဂျီကိုဆွဲဖျဲမိသွားတော့တဲ့မင်းနဲ့ဆိုပြီးတော့ဟာနေလဲမိစ္ဆာပဲလားဆိုပြီးတော့တခြားလူတွေမသိအောင်လို့သူကာကွယ်ပေးလိုက်တယ်ပေါ့နော်
အဲ့ဒါနဲ့ရူမီကအိမ်လဲရောက်သွားရောစိတ်တွေညစ်ပြီးတော့ဟာငါမိစ္ဆာဆိုတာတိသွားကြလို့ရှင်ဘယ်လိုလုံးမလဲဆိုပြီးတော့အဲ့ဒီအချိန်မှာမျက်လုံးတစ်လုံးမဟုတ်ဘူးသုံးလုံးနဲ့ကြီးကန်းတစ်ကောင်တွေ့လိုက်ရတယ်ကွာပြီးလဲပြီးတော့ကြောင်လိုကြားလိုဦးကြောင်ကြားတစ်ကောင်မှထပ်တွေ့သေးတယ်ကိုလူတို့ရေဒီကောင်တွေကတော့တခြားသူတွေပြောတာတော့ကိုရီးယားနိုင်ငံဒန်နာကြီးတွေကလာတဲ့ကျွန်တော်တတဝါတွေလို့ပြောကြတယ်ဗောနော်ကျွန်တော်တေချာတော့မသိဘူးဗျဒီထဲမှာတော့ဦးကြောင်ကြားဂျီနူမွေးရတဲ့ကျွန်တော်တပည့်ပေါ့နော်ဒီကောင်ကဂျီနူစာပေးခိုင်းလိုက်လို့ကျွန်တော်ရူမီကိုစာလာပေးတာဗျာနော်ငါတို့တွေ့ရအောင်ကွာကော်ဖီဒိတ်လေးပါလေဒိတ်ရအောင်အဲ့လေအပြင်မှာခေါ်ပြီးတော့တွေ့တာဗောကွာရူမီကလည်းမတွေ့ချင်ပါဘူးဆိုပြီးတော့ချက်ချင်းပြေးလိုက်သွားအဲ့ဒါနဲ့ရူမီနဲ့ဂျီနူလည်းတွေ့လေတွေ့ရောဂျီနူကသူဘလို့မိစ္ဆာကြီးရဲ့လက်အောက်ထဲကိုရောက်သွားတယ်ဆိုတဲ့အကြောင်းပြောပြတယ်။တုန်းကသူ့မှာအမေနဲ့ညီမလေးနဲ့ရှိတယ်ပေါ့နော်။တနေ့ကျတော့သူကနန်းတော်တွင်ဖိတ်ခေါ်ခံရတယ်ပေါ့။ဘာလို့လဲဆိုတော့သူကအတန်ကောင်းတဲ့တခြင်းဆိုနိုင်တယ်ဆိုပြီးသူ့ဖိတ်ခေါ်ခံရတာပေါ့နော်။နန်းတော်လည်းရောက်မိစ္ဆာကြီးနဲ့သူ့အပေးယူလုပ်လိုက်ရတယ်ဗျာ။အဲ့မှာဘယင်ကြီးကသူ့တယောက်တည်းကိုခေါ်ထားပြီးတော့သူ့ရဲ့အမေနဲ့ညီမလေးကိုကြတော့နန်းတော်အပြင်ကိုနှင်ထုတ်လိုက်တယ်ပေါ့ဗျာအမှရူမီကလည်းတနာသွားပြီးတော့ဟဲတနာပါတယ်ဟဲနင်အဲ့လိုမျိုးဒီမိုလောက်ခံလိုက်ရတာလားမတရားဘူးဆိုပြီးတော့ဒါပေမဲ့အဲ့ဂျီနူကောင်ကလိန်နေတာကိုလူတို့ရေဘလို့လိန်တာလဲဆိုတော့ဒီကောင်ကနန်းတော်လေးကိုတကောင်နဲ့ခေါ်ကန်ရတာသူ့အမေနဲ့သူ့ရဲ့ညီမလေးမပါဘူးပေါ့နော်အဲ့ဒါကိုတကောင်ဘာဖြစ်လဲမင်းနေခဲ့တော့အမေနဲ့ညီမလေးနေခဲ့လိုက်တော့ကျွန်တော်တော့ဒိုးပြီဆိုပြီးတော့တကောင်နန်းတော်လေးကိုဒိုးသွားတာပေါ့နော်အဲ့ဒါကိုရူမီကမသိဘူးတကောင်လိန်ပြောတာကိုပဲသိလိုက်ပြီးနင်းငါကူညီမယ်နင်းငါ့ကိုတခုတော့ပြန်ကူညီရမယ်ဆိုပြီးတော့သူတို့နှစ်ဖွဲ့ပြိုင်ဖို့အတွက် final show ပွဲရှိတယ်ပေါ့နော်အဲ့ဒီ show ပွဲမှာနင်းတို့အဖွဲ့ရှော့အောင်လုပ်ပြီးရူမီကငါတို့အဖွဲ့နိုင်လို့ရှိရင်ရွှေရောင်အကာအကွယ်ကြီးကာဝါပြီးတော့နင်းလဲမိစ္ဆာဘယင်းလက်ထဲကနေလွတ်မယ်မိစ္ဆာဘယင်းလဲမြေအောက်ကဘာထဲမှာပဲနေရတော့မယ်အပေါ်တက်လာလို့မရတော့ဘူးအားလုံးဝင်းပဲဟေးဆိုပြီးတော့ဖြစ်သွားတယ်ပေါ့နော်ဒါပင်မဲ့မိစ္ဆာဘယင်းကစောက်ပေါ်မှမဟုတ်တာဟဲ့အောင်ဝေးတန်းပြီးတော့ဆွဲချတာဂျီနူကိုအမဟာမင်းကစောက်ပေါ်ထင်နေတာလားကွာမင်းတို့အပေါ်မှာစကားပြောတာငါအကုန်လုံးကြားနေရတယ်ကွာမင်းအဲ့ဒီအဝါရောင်ကောင်မနဲ့ပူပေါင်းလို့ကတော့မင်းကကျုံးပြီဆိုပြီးတော့မိစ္ဆာဘယင်းကချင်းချောက်လိုက်တယ်ဟဲ့အောင်ဝေးအဲ့ဒါနဲ့ final show ပွဲစုံမဲနေကိုရောက်ရောပေါ့နော်အမဆိုကြတာပေါ့ဗျာရွှေရောင်နင်းစလေးနဲ့ဖြန်းနေပန်းလို့အိုးငွေရောင်နင်းစလေးနဲ့ဖြန်းနေပန်းလို့အိုးအစကတော့စီစဉ်ထားတဲ့အတိုင်းယောက်ျားလေးအဖွဲ့ကအရှုံးပေးပြီးတော့မိန်းကလေးအဖွဲ့ကနိုင်သွားမယ်ပေါ့ဗျာအခုတော့ရူမီမိစ္ဆာဆိုတာတကဘာလုံးသိအောင်လို့ဂျီနူကဇိုဝီမီရာဟန်ဆောင်မှုတော့အင်ဂျီတွေဆွဲပြဲတာအဲ့ဒါနဲ့ရူမီကလည်းစင်ပေါ်မှာပြောတာနားထောင်အောင်ဆိုပြီးတော့ပြောလို့လည်းမရဘူးအောင်အင်ဂျီတွေဆွဲပြဲခံတော့အကုန်လုံးပေါ်ကုန်ရောကျွန်တော်မိစ္ဆာအကွက်တွေပြောပါတယ်အဲ့ဒါနဲ့ဇိုဝီနဲ့မီရာအစ်စ်နှစ်ယောက်ကလည်းရူမီမိစ္ဆာကြီးဆိုတော့တွေ့သွားနင်ကမိစ္ဆာကြီးလားဟဲ့မိစ္ဆာကြီးမိစ္ဆာကြီးမို့လို့မိစ္ဆာကြီးပြောတာကွာမိစ္ဆာကြီးဆိုတော့ဝိုင်းပြောကြအဲ့ဒါနဲ့ရူမီလည်းငိုပြီးတော့ဒီမွန်ယောက်ျားလေးအဖွဲရတယ်နောက်ဆုံးတစ်ချင်းကိုစိုးပြပြီးတော့လူတွေဝင့်ကြီးတွေကိုညှို့ယူပြီးတော့ဖမ်းခေါ်နေပြီမိစ္ဆာဘယင်းကြီးကလည်းမြေကြီးတွေကနေပြီးတော့ပေါ်ထွက်လာပြီဗျာအမှရူမီကလည်းအငိမ့်မနေနိုင်တော့ဘဲနဲ့ဝင်ကျုံးပါလေရောဇိုဝီနဲ့မီရာလည်းအမှအတိပြန်ဝင်လာပြီးတော့ဟဲကောင်မနင်းပြန်လာတယ်တော့ဆိုပြီးတော့သုံးကောင်သားပေါင်းပြီးတော့မိစ္ဆာတွေကိုကျုံးပါလေရောရှုံးမပေးနဲ့ကြိုးစားနောက်ဆုံးမှကြာရူမီနဲ့မိစ္ဆာဘယင်းနဲ့ထိတ်တိုက်တွေ့ပြီပေါ့ရူမီကဓာတ်နဲ့မိစ္ဆာဘယင်းကလေစာကြီးနဲ့မှုတ်ပြီးဟေးမိစ္ဆာဘယင်းကဝင့်ကြီးတွေစားတော့စောက်ရမ်းနေအားကောင်းနေတော့ရူမီကမနိုင်တော့ဘောနော်အဲ့လိုဖြစ်နေတဲ့အချိန်မှာပဲဂျီနူကကြည့်လို့မရတော့ဘဲနဲ့နိုးငါကောင်မလေးကိုငါကင်မရတော့မယ်ဟေးဆိုတော့ဝင်ပြီးတော့ခံလိုက်တာရွှင်းအဲ့လေလေစာရောင်ကြီးကြားထဲဝင်သွားတာအမရူမီလဲ no ဆိုပြီးတော့မိစ္ဆာဘယင်းကိုတစ်ချက်တည်းရွှင်းနေလို့ပြီးတော့ဓာတ်နဲ့ကြိတ်ပလိုက်တာဖာဆိုမိစ္ဆာဘယင်းနဲ့ကွဲသွားတယ်နှစ်ချမ်းအမရူမီတို့၃ယောက်လဲသူတို့ရဲ့နောက်ဆုံးတစ်ချင်းကိုပြန်ဆိုးလူတွေလဲအတိစိတ်တွေပြန်ဝင်လာပြီးတော့မိစ္ဆာဘယင်းလဲမြေအောက်ထဲကိုပြန်ရောက်သွားသူတို့ရဲ့ရွှေရောင်အကာအကွယ်ကြီးကလည်းအောင်မြင်စွာနဲ့ပဲပြီးဆုံးသွားပါတယ်ခင်ဗျာဒါပဲငါလဲမောနေပြီဘိုင်